여러분 안녕하세요. 좋은 날입니다. 응라바 깡더 닐리바시 한국 소단 닐리 대간전에 여실로 라마비 타오땡너 딩일리 마로 소단 물리고 동구 데미서 마바 그마우송 소단 리아로 가시 반석에 안전도 소대 소단 리바 바시 반석에 안전도 리가로 수리시려 공모마 타이니들로 소대 에리벨리바 아또 부가란 자리에 안전 것 같을 때အရန်အစင်မပြေတဲ့နေရာမျိုးတရံတတာမဖြစ်တဲ့နေရာမျိုးမှာနေရတဲ့အခါကိုယ်အတွက်စုရရှိတဲ့ခုံပေါ်မှာထိုင်နေရတယ်မျိုးအစင်မပြေပါဘူး။ဒါကြောင့်မို့လို့ဒီလိုအခြေအနေအခါမျိုးမှာတင်စားပြီးသုံးတင်တဲ့အခါကိုနေနေတဲ့နေရာကိုထိုင်နေတဲ့နေရာတစ်ခုမှာကိုယ်အတွက်အစင်မပြေဘဲနဲ့ဒီနေရာမှာထိုင်ရတာကစုရရှိတဲ့ခုံပေါ်မှာထိုင်နေရတယ်လို့မျိုးတင်စားသုံးစံတဲ့အခါကာစီပန်ဆော့ကဲအန်တန်တိုဆိုတဲ့ပုံစံတွေကိုအသုံးပြုရပါတယ်ရှင်။ 가시반석에 앉은 뜻으로 소리를 시대 공원만 타이니들로 소리 에디벨리오 타인고 띠다 2년 함 호벤에ကိုနဲ့အေးအစိတ်မပြေတဲ့နေရာမျိုးတထန်တထမဖြစ်တဲ့နေရာမျိုးမှာစိတ်ပင်ပန်းရတဲ့အခါကိုအတွက်ဒီနေရာကသူများကတဲ့အစဉ်ပြေရင်ပြေမယ်ကိုအတွက်ကတော့စုရရှိတဲ့ခုံကြီးပေါ်မှာထိုင်နေရတယ်လို့မျိုးဘလို့မှအစဉ်မပြေတဲ့အခါမျိုးတုံးနဲ့ဆိုတာလေးတော့သတိချက်စေချင်ပါလေ드디어 소담리가러 가지는 게 평소래 소담리바 가지는 게 평가로 저부서가 견난 백발의 소리 에리베바 상황이 서로 비슷한 사람끼리 자 어디고 사정을 봐주며 강사주기 쉽다 군내 뭐노 니다진 두레 받고 봐라 소리 에리베리 뭐노 두아자로 아치니 무두레 어커지ပဲစီနှစ်ခုပေါ့နော်စနေမတူတာပဲဖြစ်ဖြစ်အခွဲလေးမတူတဲ့နှစ်ခုကတစ်ခုနဲ့တစ်ခုပြဿနာတက်တာပဲဖြစ်ဖြစ်တစ်ခုနဲ့တစ်ခုနော်အခြေအတင်ဖြစ်ကြတဲ့အခါကြလို့ရှိရင်ပါဝင်တဲ့လူတွေကပါဝင်တဲ့လူတွေဖြစ်ပါစေမပါဝင်တဲ့လူတွေဖြစ်ပါစေသူကအိုနဲ့အနေအထားချက်တူတဲ့တော့ကိုပဲပါကြဥပမာတတိနဲ့ဝန်ထမ်းနဲ့ရဖြစ်တဲ့အခါမျိုးဆိုလို့ရှိရင်ဝန်ထမ်းကဝန်ထမ်းငါတို့ဝန်ထမ်းအချင်းချင်းဆိုပြီးတော့ကိုဝန်ထမ်းအချင်းချင်းပဲပါတယ်လို့မျိုးတထေးမှာလည်းတထေးဘက်မှာသူနဲ့အနေထားချက်တူတဲ့လူကြီးကသူ့ဘက်ပါတဲ့အခါမျိုးပေါ့နော်ဒီလိုအနေထားမျိုးကိုတွေ့မြင်တဲ့အခါဒီလိုအနေထားမျိုးကိုကတင်စားပြီးပြောတဲ့အခါမျိုးဆိုလို့ရှိရင်ဂါဂျန်နင်းကဖြောင်းကြောက်ကစုံကခဏတည်းပါရဲဆိုတဲ့ဒီဆိုတမ်းလေးကိုအသုံးပြုလို့ရပါတယ်ရှင်တတိယမြောက်ကိုတမ်းလေးက가지만은 나무에 바람자나 없다 소리 소담리가 가지만은 나무에 바람자나 없다 소리 소담리가로 아카이 개미아레 뜻비마 리니네 니누슈 소리 데이벨리바 자식구만이 전 부모에게는 고정이 끊는 날이 없다 다듬이 인야인 외라레 미바리마 세이야레니 소이 부바무레 끼네 니엘로 미슈불로 건테나바